ဘူးတောင်ချိုးတည်စေတာတော့လုံးမတစ်ခုတည်းတယောက်သာဒီဘာမှပြောင်းလဲမထင်နဲ့ရာကဘာမှချူချင်ရလို့ကြောက်မှုတဲ့ငါဘုံထဲမှာပေတွေမှာတည်းကြီးငယ်တာပမ